အပိုင်း3မျိုးပြရဲ့မီးရောင်စုံတွေကြားမှာပန်းဤဖြူဟာလှပတဲ့နတ်သမီးလေးတစ်ပါးလိုတောက်ပနေပါတယ်။သူမလက်ထပ်ရမဲ့သူကတော့မျိုးကနာမည်ကြီးစီးပွားရေးလုပ်ငန်းရှင်ရဲ့သားမင်းခန့်ဖြစ်ပါတယ်။ဒါပေမဲ့ပန်းဤဖြူရဲ့မျက်လုံးတွေထဲမှာတော့ကြောက်ရွံ့မှုတွေအပြည့်ရှိနေခဲ့ပါတယ်။နှင်းပွင့်ခါမြို့ကိုရောက်ချင်းမှာပဲသူမရဲ့အာယုံတွေကတခုခုမှားယွင်းနေတာကိုသိလိုက်ရပါတယ်။သူမဟာလောကီပတိတာဆွေစုံချမ်းတွေကအတတ်ပညာတွေကိုအသုံးချပြီးမင်းခန့်တို့မိသားစုရဲ့နောက်ကျောင်းကိုစုံစမ်းလိုက်တဲ့အခါမှာတော့တုံလှုပ်เสียအမှန်တရားကိုတွေ့လိုက်ရပါတော့တယ်။မင်းခန့်ရဲ့မိသားစုဟာသူတို့ရဲ့စီးပွားရေးအောင်မြင်မှုအတွက်မျိုးရိုးစင်ဆက်အသက်ရက်ပူဇော်ရတဲ့အမှောင်လောကအတတ်ပညာတစ်ခုကိုယုံကြည်နေကြသူတွေဖြစ်ပါတယ်။အခုပန်းဤဖြူနဲ့လက်ထပ်တာဟာချစ်လို့မဟုတ်ပဲပန်းဤဖြူရဲ့မွေးရက်စာတာကသူတို့ရဲ့ရက်ပူဇော်ပွဲအတွက်အကိုက်နေဆုံးဖြစ်နေလို့ပါပဲ။အမဒီပွဲကိုလက်မခံနဲ့အမအန်တရရှိတယ်။နှင်းပွင့်ခါကတားဆီးပေမဲ့ပန်းဤဖြူကတော့ကြီးစုရှင်တထေးကတော်ရဲ့မျက်နှာကိုထောက်ထားပြီးညင်းဆန်ဖို့ခက်ခဲနေခဲ့ပါတယ်။မင်္ဂလာဦးညဟာရက်ပူဇော်မဲ့ညဖြစ်နေတာကိုနှင်းပွင့်ခါကြိုတင်တွက်ချက်မိပါတယ်။သူမဟာအမားဖြစ်သူကိုကဲတင်ဖို့အတွက်ရေးရင်ပေမဲ့ကြောက်မက်ဖွယ်ကောင်းတဲ့အစီအမန်တစ်ခုကိုပြုလုပ်လိုက်ပါတယ်။အမခဏလေးဒီအခန်းထဲမှာပုံနေပါ။ညီမအမအစားသွားမယ်။နှင်းပွင့်ခါဟာသူမလေ့လာထားတဲ့လောကီပဒေတာတွေကရုပ်ဖြတ်အတက်ကိုသုံးပြီးပန်းဤဖြူနဲ့တူအောင်ပြင်ဆင်လိုက်ပါတယ်။ညီမနှစ်ယောက်ဟာရုပ်ချင်းတူပြီးသားဖြစ်တာကြောင့်ဘယ်သူမှခွဲခြားလို့မရနိုင်ပါဘူး။နှင်းပွင့်ခါဟာပန်းဤဖြူရဲ့မင်္ဂလာဝတ်စုံကိုဝတ်ဆင်ပြီးအမှောင်ရိပ်တွေဖုံးလွှမ်းနေတဲ့မင်္ဂလာခမ်းမစီကိုထွက်ခွာသွားခဲ့ပါတယ်။သူမရဲ့လက်ထဲမှာတော့တောထဲကဂူဟောင်းထဲမှာတွေ့ခဲ့တဲ့ရှေးဟောင်းအဆောင်လက်ဖွဲ့တစ်ခုကိုကြစ်ပါအောင်စုပ်ကင်ထားပါတယ်။တီမင်းနဲ့ရင်ဆိုင်ခြင်းမင်္ဂလာဆောင်ပြီးနောက်တီးတန့်ဆန့်အိမ်ကြီးထဲမှာမင်းခန့်နဲ့သူ့ရဲ့အပေါင်းအပါတွေဟာသူတို့ရဲ့အမှောင်အစီအရင်ကိုစတင်ဖို့ပြင်ဆင်နေကြပါတယ်။ပန်းဤဖြူလို့ထင်နေတဲ့နှင်းပွင့်ခါကိုသူတို့ဝိုင်းထားလိုက်ကြတယ်။ဒီနေ့ညဟာငါတို့မိသားစုရဲ့ကံကြမ္မာအပြောင်းလဲဆုံးညပဲလို့မင်းခန့်ကရုံမာစွာရေမိုးရင်းပြောလိုက်ပါတယ်။ဒါပေမဲ့နှင်းပွင့်ခါကတော့ကြောက်ရွံ့ခြင်းမရှိပါဘူး။သူမကစူးရှာတဲ့မျက်လုံးတွေနဲ့မင်းခန့်ကိုစိုက်ကြည့်ရင်ဘေးရင်စီယာကြီးပြောခဲ့တဲ့စကားကိုပြန်ကြားရောက်နေပါတယ်။တပွင့်ကသူ့တံမီမှာနီးရဲနေလိမ့်မယ်ဆိုတာအခုအချိန်ကိုပြောတာလား။ရှင်တို့မှားသွားပြီ။ရှင်တို့ရစ်ပူစော်မဲ့သူကပန်းဤဖြူမဟုတ်ဘူး။ငါနှင်းပွင့်ခါနှင်းပွင့်ခါကသူမရဲ့အဆောင်လက်ဖွဲ့ကိုမြှောက်လိုက်တဲ့အချိန်မှာပဲတအိမ်လုံးမှာရှိတဲ့မီးလုံးတွေဟာရုတ်တရက်ပေါက်ကွဲသွားပြီးအပြင်ဘက်မှာလည်းမိုးချင်းတန်ကြီးကကဘာပြတ်မတတ်မီးဟေးသွားပါတော့တယ်။အပိုင်းလေးမှာဘာရီဆက်ဖြစ်မလဲ။နှင်းပွင့်ခါရဲ့အတတ်ပညာကအမှောင်လောကသားတွေကိုအနိုင်ယူနိုင်မလား။ပန်းဤဖြူကိုဘေးကင်းပါမလား။